အားလုံးပဲမင်္ဂလာပါကျွန်တော်တော့ slime crab ပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာလည်းရက်တရ hacker ဆိုပြီး Anadragon ကိုတက်မှာဖြစ်ပါတယ်ရက်တရအတွင်းမြောက်ခွင်မှာကျွန်တော်သေပေါ်လို့ရှိတယ်ဂိမ်းတွေကထွက်မှာဖြစ်ပြီး Anadragon ကိုမတက်နိုင်ဘဲနဲ့ရက်တရအတွင်းမှာအချိန်ပြည့်ပေါ်လို့ရှိတယ်ကျွန်တော်ဂိမ်းတွေထွက်မှာဖြစ်ပါတယ်ဒါရောက်သွားလိုက်အောင်ဟုတ်တယ်ဒါနဲ့ကျွန်တော်တက်ပိတ်နေကိုခုတ်ပြီးတော့မြင်းမြန်းစမ်းကျွန်တော်တက်ရင်လည်းမြန်ခုတ်တယ်တက်တာလေးလောက်ပြီးတော့ captain တိတ်ပဲလောက်လိုက်ပါတယ်captain တိတ်ပဲကျွန်တော်လောက်ရတဲ့အချိန်မှာတော့ကျွန်တော်အရေးကြီးတာဘက်ကနဲ့ပတ်ဆိုင်မဲ့တော့မှကျွန်တော်မှားပြီးတော့ဓာတ်အောင်တလုံးမိပါတယ်ဒါနဲ့ကျွန်တော်လည်းထားပါတော့ဆိုအသားပဲခောက်ပါမယ်ဆိုပြီးတော့ကျွန်တော်တက်ပိတ်နဲ့ဆက်ခုတ်နေလိုက်ပါတယ်နောက်တော့ကျွန်တော်ရောချဖို့အတွက်ဆိုပြီးတော့ခီးဆောက်လို့တဲ့အချိန်မှာကြောက်တော့လေးလုံးဝတတိရပါတယ်ကျွန်တော်မှတွေးလမ်းမတွေးတဲ့နားတွေကိုလိုက်တတ်တယ်အဲ့ကမပြေးနဲ့မပြေးနဲ့လောင်းနေဒီကောင်တော့ကွာတော့တက်ခတ်တာပဲပြေးမယ်လာသမီးမင်းကတိတ်ချချိန်ပြရမယ်ရော့ကွာသိမင်းကဘာကြီးမပြေးနဲ့ရောမပြေးနဲ့မင်းဒါနဲ့ကျွန်တော်လည်းရွာကိုရှာဖို့အတွက်ခီးနေလဲပါဆက်ခဲ့ဒါနဲ့ကျွန်တော်ကြောက်တူရမှတတိရတယ်တော့ကြောက်တော်တူခဲ့ပါတယ်ကျွန်တော်ကြောက်တူတော့ပါတော့နည်းနည်းဖြတ်လိုက်ပါဘယ်လိုဆိုတော့ကြည့်တဲ့လူတွေပြောအောင်ဆိုလို့ပါတော့ကျွန်တော်လည်းကြောက်တယ်လော်ရပြီဆိုတော့အပေါ်ပြန်တက်လာခဲ့ပါတယ်ကက်ဖတေးတစ်ပဲလော်ကျွန်တော် stone picket နဲ့ stone ace နဲ့ကိုလော်လိုက်ပါတယ်ဒါနဲ့ကျွန်တော်လည်းကြောက်တော့နည်းနည်းလိုတဲ့ထင်ပြီးကြောက်တော့လေးထပ်တူပါတယ်ကြောက်တော့ထပ်တူတဲ့အချိန်မှာပဲကျွန်တော်နည်းနည်းပါအတိတ်လေးပါလော်လိုက်ပါတယ်ဒါနဲ့ကျွန်တော်ရွာချဖို့အတွက်ဆိုတော့ရွာကိုအမြင်နဲ့ဒီလိုတော့မြောက်ဖို့ဆိုတာလည်းပါအတိတ်ပိုင်းတော့တောင်းတော့ကျွန်တော်တော်တော်တက်လိုက်ရတယ်တောင်းတက်တဲ့အချိန်မှာလည်းကျွန်တော်နည်းနည်းခတ်တာပါတယ်ဘာဖြစ်လို့ဆိုတော့တော်တော်ကြာတော့မို့လို့ကျွန်တော်လည်းရွာကိုရှာဖို့တော့တယ်တော့လိုက်သွားပြီးလိုက်ရှာနေပါတယ်ဒါပေမဲ့ရွာတော့အခုထိမတွေ့ရပါဘူးအားကျွန်တော်ပြောနေတယ်အတက်လိုပဲလောက်လိုက်ပါကျွန်တော်တော့လည်းရောက်ပြီးထင်ပေမဲ့ဒါပေမဲ့အတက်လေးပြင်လို့ထပ်လောက်လိုက်ပါလေအတက်လေးလည်းပြီးတော့ကျွန်တော်ရွာရှာတဲ့ခီးစင်ကိုဆက်ခဲ့ပါတယ်ကျွန်တော်ထင်တာတော့တောထဲမှာလမ်းပြောက်ပြီးထင်ပေမဲ့ဒါပေမဲ့ကျွန်တော်တော့ရွာမတွေ့တော့ရှာမယ်ဆိုတော့ဆင်းနေတောတန်းနေအမြဲဆုံးလွတ်အောင်ထွက်ပြေးလာပြီတော့ရနေတော့လုံးရောက်ခဲ့ပြီဆိုမှရေထဲကနေပဲကျွန်တော်တွားလိုက်ပါရွာရှာဖို့တော့အမှငားလေးတော့ကျွန်တော်နည်းခက်ချင်းစဲဖြစ်မယ်တန်ခွာတော့မရှိပါဘူးတန်ခွာမရှိတော့ကျွန်တော်ငားကိုဖတ်လို့မရဘူးဖြစ်သွားပါတယ်ဒါနဲ့ကျွန်တော်ရွာများတွေ့မလားဆိုပြီးတော့ရေကန်ရေကူးရင်းလေးနဲ့ကျွန်တော်ကောဘောလိုက်ရှာတယ်ပေါ့နော်ကောရှာတာတော့ဒါပေမဲ့ရေကန်ထဲကမထွက်နိုင်တော့ကျွန်တော်ကောမရမကတော်တော်ရှာလိုက်ရပါတယ်ဟိုမှာကောမှာတော့ရကျွန်တော်တို့ကောဘောတော့ရိုက်ပါတော့ဒါပေမဲ့ကျွန်တော်တို့ရွာတော့ဆက်ရှာရအောင်ရွာတော့ကျွန်တော်မတွေ့နိုင်တော့ဒါနဲ့လမ်းမတွေ့တိုးကျွန်တော်လိုက်တက်လာပါတယ်အသားရဖို့တော့နော်ဒါပေမဲ့အဓိကအဲ့ရလဲပေါ့သူကနောက်နှစ်ကောင်းတော့လိုသေးတာပဲငါရှာရအောင်အဓိကရေးကြည့်တဲ့ရွာတွေ့ရင်အဲ့ရပြီ let's go အဲ့လိုနဲ့ကျွန်တော်တွိုင်းနဲ့ထပ်ပြီးတော့ရွာများတွေ့နေတော့ညှုံလေးချက်တွေကကင်းမဲ့လားဒါနဲ့ကျွန်တော်မှတိုးထပ်တွေ့တော့ဟာအဲ့ရတော့ရနေရှိရဆိုညှုံလေးချက်နဲ့လိုက်တာပါအဲ့နဲ့နောက်တစ်ကောင်များတွေးလို့မရတွေ့မလားဆိုပြီးတော့ညှုံလေးချက်နဲ့တိုးနောက်တစ်ကောင်ထပ်ရှာပါတယ်ဒါပေမဲ့တိုးကတော့မတွေ့တော့ပါဘူးဟာကွာမင်းတို့ငါအဲ့လိုကြီးချင်းမထဲရပါနဲ့ငါမှအခုဒီရွာလည်းမတွေ့သေးဘူးကွာတိုးဆိုလည်းမင်းတို့ကွာငါနှစ်ကောင်နဲ့လာဖြေတိုက်နေတာလားဒီညတော့ငါတက်မဲ့ပေါ်ပဲနေရာလုံးမဲ့ထင်ပါတယ်ညလည်းမိုးချုံနေပြီလို့နဲ့မိုးချုံလာတော့ကျွန်တော်လည်းတက်မဲ့ပေါ်မှာပဲနားဖို့အတွက်စောင့်ဖြစ်လိုက်ပါတယ်โอเคကျွန်တော်ဒီညတော့တက်မဲ့ပေါ်ပဲနေရာတော့မဲ့ထင်ပါတယ်
ဘာမထီဘူးကွာအော်ဟုတ်ရပြီဘယ်လိုလဲကျွန်တော်တင်မပေါ်မှာပဲညတော့ပေါ့ထိုင်ဆောက်ဖို့ဆောက်ဖျက်လိုက်ပါလေဒီပေါ်ရတော့ကျွန်တော်ရခဲ့တဲ့တက်တာတွေကိုတက်ပစ်တွေကိုတက်တာဖြစ်ပြောင်းလိုက်ပါတယ်နောက်ပြီးကျွန်တော်မိဖို့လောဖို့အတွက်ကင်ဖလေးတွေပဲကိုထုတ်လိုက်ပါတယ်တန်ခုနလေးနေတော့ရโอเคကျွန်တော်ကင်ဖလေးတွေပဲကိုထုတ်ပြီးတော့မိဖို့လောက်ပါတယ်မိဖို့ကကျွန်တော်စပါမှမတွေ့ပါဒါပေမဲ့ကျွန်တော်နည်းနည်းပါအောက်ရွှေ့လိုက်တော့ဟာမိဖို့ပဲဆိုတော့တွေ့ပါတယ်အေးမိဖို့ရပြီမတို့တွေဟုတ်ပြီအလင်းတော့ရပါအနေဆိုမနက်ကတက်ခဲ့တဲ့နွားတွေကိုအရင်ဆုံးချက်လိုက်အောင်โอเคကဲဘလို့လဲကျွန်တော်လာမီယူချီနေနေရွာများမနေ့ပြန်တွေ့ပါစေဆိုလို့ဆူတောင်းရင်းနဲ့ကျွန်တော်နွားသားလေးရတော့နွားအသားကိုယူပြီးနည်းနည်းပါစားဖို့လောက်လိုက်ပါအရင်ဆုံးမစားခင်မှာကျွန်တော်ဘေးဘက်ဝင်ချင်းကြည့်တယ်ပေါ့နော်ဒီဘက်ဝင်ချင်းကချင်းနေကောင်းလို့လဲကျွန်တော်ကအသားလေးပါလေးရအောင်သားလေးကစားနေနေရောတို့မိတ်ဆွေတို့တကယ်လို့ကျွန်တော်ရဲ့ဗီဒီယိုကြည့်နေတဲ့ဆိုရင် like and subscribe လေးနှိပ်ပြီးကူညီခဲ့ပြကြပါကျွန်တော် YouTube ပေါ်တရားအသစ်ဖြစ်တဲ့အတွက်အမားဒီပိုင်းလည်းခွင့်လို့ပြီးကြည့်ပြကြကျွန်တော်မျက်နှာရက်ခံပါတယ်โอเคအစီအစဉ်လေးကိုစားလိုက်အောင်ဟိုကျွန်တော်ညလောပေါမဆောင်နိုင်တော့ဘူးဆိုပြီးတော့ကျွန်တော်စောက်ကြတူစားဘာစောက်ပဲချက်ဆိုခုနမှာတွေ့လားဖြုံကြီးရှိအဲ့ဖြုံကြီးရှိရင်အဲ့ဖြုံကြီးကအနားမှာရွာရှိတယ်ဆိုတော့မျှော်နေကြတယ်ကျွန်တော်ရွာရှာဖို့ monster တွေဂျာနေပြေးထွက်ခဲ့ပါတယ်ပြေးတာဟေးပြေးတာမင်းပြေးတာငါကောင်ရေး slide cry ရေးမပြေးတာမင်းမင်းတော့ monster တွေကမင်းကိုခါရဲအခန်းထဲကနေပါထွက်လောက်လာအခန်းထဲမှာဂိမ်းထဲထွက်လာပါမောက်လို့ Oh my ဖြောင်းလေးထပ်တွေ့လေ Let's go โอ้မကြောက်ယူကွာဟုတ်ရေးတယ်ကနေလိုက်တယ်အားနေကျွန်တော်လဲအတက်လူကြီးဖြစ်တော့မှစပိုက်ဒါတို့ကျွန်တော်ကြောက်ကန်နဲ့စကလက်တန်ကိုလဲဘရိုရနဲ့ကပြီးကျွန်တော်ပြေးခဲ့ရပါတယ်အမှကန်ကောင်းတော့ဗောနော်စကန်လက်တန်ကျွန်တော်မထိပါဘူးအမှကျွန်တော်အလင်းတွေ့တော့ဟာရွာမယ်ဖြစ်နေတာဆိုတောက်ပါကြည့်တယ်ဒါမဲ့အဲ့ဒါတွေ့တော့ရွာမှာပေါ့လာပါကြီးဖြစ်နေပါဟာကွာငါရွာမှတ်လို့ကွာလောတဲ့မျိုးအစင်းကြီးမချင်းကြီးဟာ creeper no အာရေးရလွတ်နေတယ်အမှဆိုကျွန်တော်ဆို monster တော့လိုက်ပါတယ်ဒါပေမဲ့ဟာမိုးရလာအဲ့ချက်မှာပဲမိုးရလာတဲ့ကောင်းလာလားဆိုးလာလားပြောရမယ်ဒီပေါ့ဗျာကျွန်တော်မကြခင်မှာပဲရွာတွေ့ပါခဲ့မိုးတယ်ရမှာခုထိရွာမတွေ့ရပါလားငါဒီညတော့ကွာရွာမတွေ့နိုင်တော့နဲ့တူပါတယ်ကျွန်တော်မျောလေးချက်တွေပျောက်ဆုံးနေပေါ့နော်ဗျာဒါပေမဲ့မျောလေးချက်မှာဖျားတခင်ကကျွန်တော်အခွင့်အရေးလေးပေးလိုက်ထင်ပါတယ်ဘာလို့ဆိုတော့မက်ဆေ့တော့ပဲကြည့်လိုက်ကြပါဟိုမှာလည်းစကန်လက်နှစ်ကောင်တော့ကွာငါတော့ဒီညတော့ငါတစ်ချိန်လုံးပြေးနေရတော့မှထင်ပါတယ်အဲ့လိုနဲ့ပေါ့နော်ကျွန်တော်ပြေးနေပါတယ်မော်စတာတွေပြေးနဲ့ကျွန်တော်မထင်မဲ့ပဲနဲ့ကြောက်အမြင့်ရောခောက်ချပြပါတယ်နောက်တော့အမှကျွန်တော်ငါယူအောင်မတွေးနိုင်သေးဘူးကွာအခုဒီပဲငါတော့ကန်ဆယ်ဟောမယူပါပဲ Thanks God ဖျားတင်ကကျွန်တော်ယူအောင်တွေးခွင့်ပေးလိုက်ပြီဒါပဲကွာလို့နေပေါ့ကျွန်တော်ယူအောင်တွားခဲ့ပါတယ်အစားပဲမှလည်းကျွန်တော်ယူရဲ့ chest တွေကိုချက်ချင်းဖွင့်မလို့ဒါပေမဲ့ညာရောနေပြီးမွန်စားလေးရင်ကြောက်အောင်ねကျွန်တော်လည်းချက်ချင်းပဲ Villager တယောက်အိမ်တော့ဝင်ပြီးတော့အဲ့ရဝင်လာပါတယ်မနေ့ရောက်တော့ကျွန်တော်ရွာထဲမှာ chest တွေရှိနေချက်ပြင်မှာဒါပေမဲ့ကျွန်တော်အဲ့ရလိုရဲဆိုတော့အဲ့ရလေးကိုမအောင်ခဲ့ပါတယ်ကဲမင်္ဂလာပါ monster တို့ရေမင်းတို့ငါ့ကိုဘာမလုပ်နိုင်တော့ပါဘူးကွာဟာမင်းတို့ငါဘာမလုပ်နိုင်တော့ပါဘူးအားနဲ့ကျွန်တော်လဲ monster တွေရောအချောင်ပြီးတော့ねရွာထဲမှာ chest ရှိလာလိုက်ဆိုတိုက်နေဖက်အဲ့ဒါပေမဲ့မိတ်ဆွေတို့တိလာမပြောတယ်ဒီရွာကရှိတယ်များ chest တွေအကောင်လုံးလားဘာပြည့်စုံမှမရှိပါဘူးနောက်ပြီးတော့ပြောရလို့ရှိရင် chest တောင်မရှိပါဘူးဒီရွာကပလီယာတွေများတို့အိမ်လုံးဝင်ပြီး chest တွေကိုဝင်နှောက်လို့လားမသိထင်ပါတယ်
တို့ chess တွေကိုကွာလာတယ်ဒီအိမ်ကဒီရွာပြောရင်လုံးဝ chess မရှိဘူး chess ကိုလုံးဝပြမယုံရင်မရှိလို့ပဲကျွန်တော်အိမ်ဝင်ပါပြောင်းနေကွာမင်းဘာတော့ကွာဟာရဘာအိမ်လာမလို့ဟာ chess လည်းမရှိဘယ်နောက်အိမ်တော့ဘာပြောအဲ့ရွာမှာတော့ chess လုံးတော့ရှိရဘယ်လိုလဲကျွန်တော် chess ကိုလိုက်ရှာပါတယ်ရှာပေမဲ့ chess ကတလုံးမှမတွေ့ဟာမင်းတို့ဘာရွာတော့က chess လည်းလုံးအောင်ရှိတာအဲ့ဒါကျွန်တော်အပေါ်တွေပါလိုက်ကြည့်ပြီးတော့နောက်အဲ့ကိုဆက်တော့ပါတယ်ဟောရေးရတဲ့နော်ကွာဟာဒီမှာလည်း chess မရှိဘူးဟာအဲ့ဒါကျွန်တော်ပေါ်ထားမှရှိနေလို့ထိုက်ရှာတယ်ဒါပေမဲ့ chess ကလုံးအောင်မရှိဘူးအဲ့ကျွန်တော်လည်းရွာရဲ့စိုက်ကင်တွေလည်းပါကြည့်ပြီးတော့အောက်ပြန်ဆင်းခဲ့ပါတယ်ဟာကွာဒီရွာလုံးအောင် chess မရှိတာလားဒါမှမဟုတ်ငါးပဲကန်ဆိုးနာလားကွာအဲ့ဒါကျွန်တော်နောက်ထပ်တိုင်အောင်ရှာမယ်အဲ့အိမ်ကရှာပြီးသားအိမ်ဖြစ်နေတော့ကျွန်တော်နောက်တိုင်ကိုထပ်တော့ပါပါတယ်ကျွန်တော်ဘောနော်အမဒီအိမ်မှာများရှိမှဆိုရင်မျောလက်ချက်နဲ့ဝင်ပါတယ်ဒါပေမဲ့ chess ကလုံးအောင်မရှိပါဘူးရွာတွေမှာ chess တလုံးမှမရှိတော့ဒါအတိတ်ပဲနေတော့မရှိတော့အဲ့နဲ့ကျွန်တော်လည်းငါးဘက်ကဆိုတော့ဗာလေးဆိုတော့ရှိမှရှိတဲ့စဘာခင်းလေးတွေကိုအစာရတဲ့အတွက်ဆိုတော့ကျွန်တော်လိုက်ယူခဲ့ပါတယ်ဟောဒီစဘာရလို့ရှိရင်ပြောင်းမှဖြစ်တယ်ပါမောလောက်လေးကပါမောလောက်ကျွန်တော်ဘိုက်စားနာနဲ့အတော်ပဲဆိုတော့ကျွန်တော်စဘာတွေကိုလိုက်ကူပဲနောက်ပြီးတော့အဲ့မှာရတဲ့အစီတွေကျွန်တော်ပြန်စိုက်ပေးခဲ့ပါတယ် respect ရှိနေပါကျွန်တော်စပါးလေးလည်းပြန်ဆက်ပြီးတော့မှကျွန်တော်နည်းနည်းကမှအစီတွေသူ့ပြန်ပေးခဲ့ပါတယ်မိကျွန်တော်တော့ငါမလိုအောင်အဲ့ဒါလေးငါပြန်ဆက်ပေးပြီးပါတော့ဆိုတော့ကျွန်တော်အိမ်တွေကရှိတယ်များ chat တွေကိုလိုက်ရှာတယ်ဒါပေမဲ့ဒီကငမွေးရလို့တော့ပြောလို့ရတယ်ဗျ chat တောင်းရည်ဒါပေမဲ့ဒီကပေါ်စောတဲ့ဆန်စပါးနဲ့အဲ့ရပါပဲအဲ့ကျွန်တော်လည်းစပါးအတုံးလေးနည်းနည်းပဲယူတော့ပေါ့အဲ့ချောပဲအနောက်ပိုင်းကကျွန်တော်လုံးဝအမှားကြီးခုမှားခဲ့ပါတယ်။ဘာအမှားလဲဆိုတော့မိတ်ဆွေတို့ပဲကြည့်လိုက်ကြပါဟာမအာယုကလည်းပဲโอเคငါအာယုကလည်းတက်တိုင်ငါအာယုရလောက်တယ်အဲ့မှာပဲကျွန်တော်အမှားကြီးကိုမှားခဲ့ပါတယ်ဘာအမှားကြီးလဲဆိုတော့မိတ်ဆွေတို့ကြည့်လိုက်ပါကျွန်တော်ကသူ့ကိုတောင်းဘလုံးနဲ့ရလောက်ထင်ပြီးတောင်းဘလုံးနဲ့ကပြီးတော့တတ်ခဲ့ပါတယ်ဒါပေမဲ့ကန်ဆိုးစောနေတယ်ဟာငါအာယုရပြီကွာမြင်မလားတက်ပြီကွာဟာငါတော့တစ်ချက်ပဲရပြီကွာအဲ့မှာကျွန်တော်အမှားကြီးမှားခဲ့ပါတယ်ဟာကောကျွန်တော်ခဏလေးနဲ့လုံးအောင်ပြီးဆုံးခဲ့ပဲအနာတော့ကတော့မတတ်လိုက်ရပါဘူးကဲမရှိလို့ကျွန်တော်ဗီဒီယိုကြိုက်ကြရဆိုရင် like subscribe လေးနှိပ်ပြီးကျွန်တော်ကိုကူညီပေးခဲ့ကြပါကျေးဇူးတင်ပါတယ်